တထေး10ယောက်နဲ့ပေါင်းလို့17ယောက်မြောက်တထေးကကိုဖြစ်ချင်မှာဖြစ်မယ်အရက်သမား10ယောက်နဲ့ပေါင်းရင်တော့17ယောက်မြောက်အရက်သမားကကိုဖြစ်မှာကျင်းသေးတယ်အလားတူပဲလောင်ကစားသမား10ယောက်နဲ့တော့ပေါင်းရင်17ယောက်မြောက်ကံမလာကကိုပဲအကျင့်ဆိုးတွေကကူးဆက်လွယ်တယ်ဖျောက်ရခက်တယ်အကျင့်ဆိုးတွေပြိုးထောင်ခြင်းကူညီပေးမဲ့သူတွေကလည်းတပုံကြီးပဲအရက်မတော့တဲ့ရင်အရက်လကားတိုက်မဲ့သူတွေတပုံကြီးရှိတယ်ဒါပေမဲ့အရက်ဆွဲသွားပြီဆိုတကာခံမဲ့သူတွေကြက်ပြောက်ခက်ပြောက်ပျောက်ကုန်ရောဖဲမရိုက်တဲ့ရင်ဖဲအိမ်ဒီပေါင်းတော့တင်မဲ့သူတွေတပုံကြီးရှိတယ်ဒါပေမဲ့လောင်ကစားဆွဲသွားပြီဆိုအကျွေးပေးမဲ့သူတော့မရှိတော့ဘူးလူဆိုတာကလည်းမကောင်းတာကမှဆွဲလန်းတတ်တာဟုတ်အကျဉ်းဆုံးတွေလုပ်ဖို့အာရုံစိတ်စရာမလိုဘူးညညမရွေဘူးပတ်စံလည်းမနှပြောဘူးအကျဉ်းဆုံးတွေဖျောက်မယ်ဆိုရင်တော့စင်ဂျီတွေတပုံကြီးထွက်လာလိမ့်မယ်အရက်တောက်လို့မွေးကြီးဆိုတထေးတွေလည်းအရက်တောက်တာပဲလို့ဆေးဆွဲလို့မွေးကြီးဆို rich kid တွေလည်းသုံးတာပဲလို့စင်ဂျီတွေထွက်လာရောအရက်မတောက်ဖဲမရိုက်မွေးရစေးမသုံးမဲနေမကွာဘာလို့မှမလုပ်ဘူးချမ်းသာလားမလားကွာဆိုပြီးအရွက်တိုက်တဲ့မိကုန်းတွေလည်းတပုံကြီးပဲဒီစင်ဂျီတွေအရွက်တိုက်မိကုန်းတွေကပြင်ဘဝကိုပိုကောင်းမလားဆိုတော့မကောင်းတဲ့အကျင့်ဆိုးတွေဟာမကောင်းတဲ့အနာဂတ်ကိုပဲဖန်တီးနေမှာပါဒါကြောင့်မကောင်းတဲ့အကျင့်ဆိုးတွေကိုအစာကလေးကအစာမပြုံးမိဖို့လိုပါတယ်အစာပြုံးမိပြီဆိုရင်လည်းတိကနေဖြစ်နိုင်ဖို့အရေးကြီးပါတယ်ညီကုန်းချုပ်အနေနဲ့လူတစ်ယောက်ရဲ့အနာဂတ်ဟာသူ့ရဲ့နေ့စဉ်အကျင့်တွေကိုမူတည်နေတာမလို့အကျင့်ဆိုးတွေတောက်ပြီးအလေးချိန်ကောင်းတွေလုပ်နေနိုင်မှာအနာဂတ်ဟာတာယာတပ်ပတ်နိုင်မှာပေါ့